မင်္ဂလာပါကျွန်တော်ဆော့ဆော့ပါဒီနေ့ကျွန်တော်တို့အသားဟင်းနာမည်လေးတွေကိုအတူတူလေ့လာကြမယ်ဒီຢာလေးတွေကနေ့စီဘွားမှာအသုံးဝင်တဲ့အတွက်ကြောင့်လာပြီးတော့မျှဝေပေးသွားဖြစ်ပါတယ်ဒါဆိုရင်စလိုက်ရအောင်နံပါတ်1ထုညာဆိုရင်ဝတ်သားလို့ခေါ်ပါတယ်အကယ်၍ဝတ်သားဟင်းကိုပြောချင်တယ်ဆိုရင်ထုညာကတူးလို့ပြောပါတယ်နံပါတ်2စောညာဆိုရင်ကြက်သားဟင်းဆိုရင်စောညာကတူးလို့ပြောပါတယ်နံပါတ်3မယ်တလက်ညာဆိုစိတ်သားအကယ်၍စိတ်သားဟင်းကိုပြောချင်တယ်ဆိုမယ်တလက်ညာကတူးလို့ခေါ်ပါတယ်နံပါတ်4နွားညာကလောညာဆိုတာနွားသားပဲဖြစ်ပါတယ်အကယ်၍နွားသားဟင်းကိုပြောချင်တယ်ဆိုရင်နွားညာကတူးလို့ပြောရပါတယ်နောက်နံပါတ်5တလုံးနေနဲ့ထိုတေညာဆိုရင်ဘဲသားဟင်းကိုပြောချင်တယ်ဆိုရင်တော့ထိုတေညာကတူးလို့ပြောရပါတယ်ဒါဆိုရင်တစ်ခေါက်ပြန်ပြောပါမယ်ထုညာကတူးစောညာကတူးမယ်တလက်ညာကတူးနွားညာကတူးထိုတေညာကတူးလိုပဲဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်